ကြည့်မယ်အခဲ့ပါအောင်နော်ဒါဒီအတွက်နှစ်ခုယူနော်ကိုညီမ9လုံးနော်ဆက်လိုက်ကြည့်မယ်နော်တလုံးနှလုံးကပို့ပေးတာ ဟုတ်ကဲ့ဟုတ်ကျေးဇူးပါနှလုံးကညီမကိုပို့ပေးရတယ်အဲ့တော့ခရစ်စဲကတလုံးပဲကျန်တော့ရနော် ခုနှလုံးပို့လိုက်နော် ဟုတ်ကဲ့ရှင်ခရစ်စဲခုနှလုံးရပြီဒီယုံလေးပါနော်ခရစ်စဲရဲ့ဘောလုံးလေးခုနှလုံးထဲမှာဘယ်ယုံလေးပေါက်မလဲဆိုတာရင်ခုန်စွာနဲ့ဖွင့်ကြည့်ကြည့်မယ်ခရစ်စဲမှာမဲလေးခုနှလေးရှိတယ်ဖွင့်ကြည့်ကြည့်မယ်နော်အောင်ပါစတေကာတဲ့ခရစ်စဲနောက်တစ်လိုက်ထပ်ကြည့်မယ်စတေကာ3ခုဖိုင်းကြည့်မယ်စတေကာတဲ့ဘောင်းမရင်ခုန်တယ်အီတဲ့ဝါအင်းလေးရတာလေးပါခရစ်စဲနောက်3ခုပဲရှိတော့ရမယ်လေစတေကာအောင်ပါH ကိုဒါကြဘလို့လဲ H တဲ့နှလုံးလေး စတန်လေးပြခဏလေးစတန်လေးဒီနှစ်ခုရမယ်နော် အော်ဒီလို H တာဒီလိုနှစ်ခု ဟုတ်ပြီရုပ်လေးရဲ့နော် ဟုတ် plastic ကားတဲ့ဂျန်တဲ့ဟာလေး ဟုတ်ကဲ့ နောက်ဆုံးတစ်လိပ်ပါအောင်ပါI နဲ့ stand လေးอ่ะ ဖိုင်လေးရမှာလေဖိုင်လေးတီးလေးပြတာအကြည့်ပြီ အော်ဟုတ်ကဲ့ဟုတ်အဲ့ဒါဒါညီမရဲ့မဲလေးဟုတ်ကဲ့ပါ sticker အော်ဒါဟုတ် ငါဒီရလေးရဲ့ ဟုတ်ကဲ့ဟုတ် စတေကာနှစ်ခုရ sticker ကိုဒါဂျာရင်ပေးလိုက်မယ်နော်ကို E ရဲ့ I ရဲ့ H ကပေးလိုက်မယ်ရင် နှစ်ခုဆိုတော့ 5ခုဒါလေးတွေကိုလည်းလေစုထားပြီးတော့လေခု20ပြည့်သွားရင်တဲ့ဒီလိုအယုတ်လေးတွေနဲ့ပေါ့ဒီလိုနံပါတ်20လေးထက်လို့အယုတ်လေးနဲ့လဲပေးပါတယ်တဲ့ဘလာမပါဘောလုံး9လုံးလေးကိုကန်ဆန်းလိုက်တာဒီဟာလေးတွေရခဲ့ပါတယ်ဒနဒန်